မင်္ဂလာပါချစ်တော်မျိုးတို့ရေကျမတို့ခိုင်ပြပါတယ်ဒီနေ့2025ခုနှစ်မတ်လ4ရက်နေ့ရန်ကုန်မင်္ဂလာရှိတဲ့နေ့လေးပေါ့ရှင်ကျမတို့ဖခင်ကြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်တမတော်ရေးကာကွယ်ရေးဦးစီးချုပ်ကျမတို့ဖခင်ကြီးနဲ့ရုရှားနိုင်ငံရုရှားသမ္မတဗလာဒီမာပူတင်တို့မြန်မာစံတော်ချိန်ည9:00နာရီဝန်းကျင်မှာတွေ့ဆုံမဲ့ပွဲလေးပေါ့ဟုတ်လားတွေ့ဆုံပြီးတော့ဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနိုင်ငံတကာဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမယ်တဲ့ဆွေးနွေးပွဲပြီးရင်တဲ့ပူးတွဲကြေညာချက်တစ်ရက်ကိုထုတ်ပြန်ပြီးတော့တဲ့ဌာနဆိုင်ရာစိုးရထအချင်းချင်းနဲ့သက်ဆိုင်ရာဌာနအလိုက်သဘောတူညီချက်ကိုလက်မှတ်ရေးထိုးရန်စီစဉ်ထားကြအောင်နဲ့ရုရှားသမ္မတရုံးကနေတရားဝင်ထုတ်ပြန်ထားရှိတယ်ဟုတ်လားဟမ်အထာရတပညာရပ်များကိုနှက်ဆက်ကျွမ်းကျင်စွာတွင်တင်တက်မြောက်ပါတာကျမတို့ရဲ့ဖခင်ကြီးနော်ကျမအမြဲတမ်းပြောခဲ့ပါတယ်ကျမရဲ့ live တွေမှာအထာရတပညာရပ်များကိုလေတမြင့်မြင့်တက်မြောက်ပါတယ်ဆိုတော့ကျမတို့ဖခင်ကြီးတိုင်းပြုပြီးဖခင်ကြီးရဲ့အောင်မြင်မှုတွေနော်အောင်မြင်မှုတွေကမ္ဘာအစင်းနှစ်ရှိရုရှားနိုင်ငံရဲ့ပမန်ရကနေပြီးတလေးတစားနဲ့ဖိတ်ခေါ်ခြင်းကိုခံခဲ့ရတဲ့ကျမတို့ရဲ့ဖခင်ကြီးရဲ့အောင်မြင်မှုအပေါင်းfightingကဲဇုံလုံးကထမိန်ဆုံး NUG လေးလိုက်ဆိုရကြီးဘာမှလဲမင်းတို့ရဲ့အောင်မြင်မှုတွေမင်းတို့ကဘယ်နိုင်ငံကအဲ့လိုမျိုးဂုဏ်ပြုတယ်ဟုတ်လားဖောက်ဆိုရခုနေစရာတော့တိုင်းမရှိလို့ပုံပြောင်းနေရပြီအမေရိကန်ကလည်းမောင်းထုတ်ဟုတ်လားအခုထိုင်းကလည်းမောင်းထုတ်အစရှိတဲ့နိုင်ငံတွေကနေလက်မခံလို့ခွေးပြေးဝပြည့်ပြည့်နေရပြီးတော့တောကျုံအများကနေပြီးတော့လိုက်လေးပြင်ပြီးတော့ဖောက်တောင်းစားနေရတဲ့ NUG လေးလိုက်ဆိုရကြီးရဲ့ဘဝကရှေ့လျှောက်မတွေးဝင်စရာပဲနော်ဒီအင်ကြီးတွေကိုမှတ်မိကြပါမျိုးလို့ရေ2023ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကျမတို့ဖခင်ကြီးနော်အာနာထိန်ခဲ့တဲ့ထိန်အမတ်အဖြစ်ဂုံပြူထောက်ခံပွဲကြီးကိုကျွန်မပြုလုပ်ခဲ့တာနော်ရန်ကုန်မြို့စုလီဖရာအမိမဟာဗန္ဓုလပန်းညံရှိမှာပထမနေ့တော့တစ်ကြိမ်ဒုတိယနေ့မှာတစ်ကြိမ်2023ခုမှာပြုလုပ်ခဲ့တဲ့ပွဲလေးမှာကျွန်မရဲ့ပွဲကိုတက်ရောက်လာကြတဲ့ရဟန်းရှင်လူမိဘပြည်သူတွေကိုအမှတ်တရအနေနဲ့ဖခင်ကြီးနှစ်ယောက်ပုံပါတဲ့ဒူးချုပ်နော်ကျွန်မတို့ဖခင်ကြီးနဲ့ဒူးချုပ်ပုံပါတဲ့ပုံဒီအင်ကြီးလေးကိုကျွန်မတို့ရဲ့မိဘပြည်သူရဟန်းရှင်လူတွေကိုပဲတမော်သားတွေကိုကျွန်မအမှတ်တရခါမဲ့သက်ဆောင်အဖြစ်ပေးဝေခဲ့တဲ့အင်ကြီးလေးအဲ့ဒီပွဲမှာကျမတို့ဖခင်ကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ဗရမ ्या ရွှေကူဆိုတဲ့ကြပြလေးနော်19ရာစုနှစ်တုန်းကမန္တလေးဆရာတော်ဘုရားကြီးရေးစက်တည်သုံးခဲ့တဲ့ဗရမ ्या ရွှေကြပြလေးနဲ့ကျမကဟောပြောပွဲလေးကိုတည်းရကျင်းပဟောပြောပွဲကိုကျင်းပခဲ့တယ်နော်အဲ့ဒီဗရမ ्या ရွှေကြပြလေးကိုတော့ခြေခံပညာအထက်တန်းပညာသင်တက်မြောက်ပြီးတဲ့သူတိုင်းနားလည်ပါတဲ့အဓိပ္ပာယ်လေးကိုဟုတ်လားဇုံလုံးကန်းတွေပညာမတတ်တဲ့ဇုံလုံးကန်းအုပ်စုတွေကတော့ဘယ်နားလည်မှာလဲရှင်ဟုတ်လားသူတို့တွေက၄တန်းမအောင်ဆင်းတဲ့တော့မလွတ်တော်ရဲရောက်ခဲ့သေးတယ်10တန်းမအောင်မဲနဲ့တော့မှဝင်ကြီးချုပ်တွေပြုလုပ်ခဲ့တဲ့ဟာလေးနော်ပြုလုပ်ခဲ့တဲ့အဖွဲဆိုတော့အဲ့လူတွေကတော့သိမှမဟုတ်ဘူးကျန်တဲ့လူတွေကတော့နားလည်ပါတယ်ဗရမ ्या ရွှေဘူးကြပြလေးတဲ့ပြစ်မရှိပြစ်ရှာလာမင်းကိုခွေးဟောင်လို့ရွှေလာရောင်ပြောင်းမပြတ်တဲ့ထွန်းရက်ပင်သားညရွှေကူဗရမ ्या ကိုလာဝမ်းများကညူစုစွာညုံလူးကတိုက်နေပုတ်လေလေကူရွှေမှာအယောင်ထွက်တယ်ရှေးကထက်တယ်NUG